အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel လေးကနေပြီးတော့အားလုံးကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့လေရင်စီးရဲ့အချိန်မှာပထမဆုံးစီးမဲ့သူတွေပထမဆုံး trade တယောက်တည်းသွားမဲ့သူတွေပဲဖြစ်ဖြစ်ပေါ့လေစိတ်ထဲမှာမျက်စိမလဲရအောင်လိုက်ရှာမနေအောင်လို့ကျွန်တော်သွားတော့ဟာလေးနဲ့ပတ်သက်ပြီးတော့ပြန်လဲ sharing လုပ်ပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးထဲမှာကျွန်တော်လေရင်စီးဖို့အတွက် voting gate တွေကိုဘယ်လိုသွားရမလဲဆိုတော့ဥစ္စာကိုအသေးစိတ်ချာလေးပြောပြပေးထားဖြစ်လို့အဆုံးထိဆောင်ကြည့်ပြလို့ဖိတ်ခေါ်ပါတယ်နော်ဒါ immigration တွေပါဖြတ်ပြီးတဲ့အချိန်မှာဒီလိုစပြီးတော့ကျွန်တော်တို့ case ကိုသွားရတယ်ပေါ့နော်အဲ့မှာကျွန်တော်ရဲ့ link လက်မှတ်က gate number 7 DG 302အဲ့တော့ကျွန်တော် gate number 7အဲ့လို sign လေးတွေကျွန်တော်ဝိုင်းပြထားတဲ့ sign လေးတွေကျွန်တော်သွားလိုက်တာပေါ့နော် gate number 7ရောက်လို့ရှိရင် voting number 2လို့ကျွန်တော်တို့ခေါ်တယ်အဲ့ဒါ link လက်မှတ်ရဲ့ညာဘက်တောင်လေးမှာရှိပါတယ်အဲ့ voting number 2လို့ခေါ်ရင်ကျွန်တော်တို့ link လက်မှတ်လေးပြပြီးတော့ဝင်သွားအောင်ပဲနော်ဒါတော့ကျွန်တော်တို့စီးရမယ့်လေရင်မှာကျွန်တော်စီးရမယ့်လေရင်ပေါ့နော်တော့ထိုင်းရဲဝေးရနေမျိုးသွားတာပါကျွန်တော်ဒီဗီဒီယိုလေးကိုလိုက်ရိုက်တုန်းကတယောက်တည်းသွားတာမဟုတ်ပဲねကျွန်တော်တငယ်ချင်းတွေအတိမိတ်ဆွေနဲ့အတူတူသွားတာဖြစ်တဲ့ကြောင့်မလို့နော်တော့အရင်တော့ဒုက္ခမရောက်ခဲ့ဘူးပေါ့နော်အချင်းချင်းပြန်လဲမိကြရင်လည်းသွားခဲ့တာပါဒါတော့မြန်မာနိုင်ငံကြီးကိုမထွက်ခင်အပေါ်စီးရနေမြင်ရတဲ့မြင်ကွင်းလေးပါအရန်ကိုလာပါတယ်ကိုယ်နိုင်ငံမြစ်တွေပါလှတာဒီနေရာကနေတေးချာချာလေးတွေ့ရပါတယ်အားလင်းတော်တော်ပေါ်လေးရောက်ပါပြီဒီကနေပြီးတော့ကျွန်တော်တို့ကထိုင်းကိုတစ်ဆင့်ထိုင်းနေမှာတစ်ဆင့်နိုင်တာကိုတစ်ဆင့်အဲ့ဒီမျိုးသွားမှာပါကျွန်တော် transit နဲ့သွားမှာဆိုတော့ထိုင်း international လေးစိတ်ကိုရောက်မှာနော်သူကနောက်ပုံပြီးရင်ရောက်မှာပါဒီတော့ထိုင်းနဲ့မြန်မာကြားသွားတဲ့အချိန်မှာကျွန်တော်တို့လိန်ပေါ်မှာ snack လေးကျွေးပါတယ်အဲ့တော့ coffee တောက်မလား juice လောက်မလားကျွန်တော်မေရောကျွန်တော် juice တောက်ချင်တာနဲ့ juice ရယ်မုတ်တထုပ်ရယ်သူတို့ကျွေးတဲ့အဲ့ sandwich ရယ်ရတယ်ပေါ့နော် juice လည်းတောက်လို့ကောင်းပါတယ်မုတ်လေးကတော့နည်းနည်းလေးကတ်တယ်ဗျ sandwich ကတော့ဆိုစားလို့ကောင်းတယ်လင်းဘောမုတ်ကိုအရပါစားနေကျွန်တော်ရဲ့ပုံပါဗျာအခုဆိုတော့ကျွန်တော်တို့ထိုင်းသောဝနာဘူမီလေးတွေကိုရောက်ပါပြီသောဝနာဘူမီလေးတွေကိုရောက်လို့ရှိရင်ကျွန်တော်တို့ဘယ်ဘက်ကိုချိုးပြီးဆက်သွားပါနော်ဒါတော့ကျွန်တော်နဲ့တူတူလာတဲ့သူတွေပေါ့ကျွန်တော်တို့က transit စီးရမှာဖြစ်တဲ့ကြောင့်မလို့ဒီကနေမျိုးတက်သွားရင်လည်း transit gate ကိုရှားပါမယ်ဒီနေရာမှာတချို့ကဒမောင်းဘက်ကနေသွားတာမျိုးရှိရဗျဒမောင်းဘက်ကနေသွားမယ်ဆိုရင်တော့ဒမောင်းဘက်မှာကကျွန်တော်တို့ form တစ်ခုထပ်ပြီးဖြည့်ရတယ် transit စီးရဲ့ form အဲ့တော့ဒမောင်းဘက်ကနေသွားမယ်ဆိုရင်လည်းလေးစိတ်ကဒီလိုမျိုးပါပဲအပေါ်မှာရှိတဲ့ sign လေးတွေကိုဖတ်ပြီးကျွန်တော်တို့သွားမှာပေါ့နော်ဒါကျွန်တော်တို့ကတိုးနာပုံဘက်ကသွားပြတဲ့ကြောင့်ကျွန်တော်တို့တိုးနာပုံဘက်ကနေပြီးသွားတဲ့ဥစ္စာကိုရိုက်လာခဲ့ပြရဖြစ်ပါတယ်ကျွန်တော်တို့အဲ့လိုမျိုးတက်တက်လေးသွားရင်းနဲ့အရင်မြန်မာလေးစိမ့်မှာလိုပဲဒီမှာလည်းအပေါ်မှာ boarding အဲ့လိုမျိုး test လေးရှိပါဗျာကျွန်တော်တို့ transfer စီးရဖြစ်တဲ့ကြောင့် transfer test ဘက်ကိုသွားပါမယ် transfer test ဆိုတဲ့လမ်းကြောင်းတိုင်းကိုကျွန်တော်တို့တက်တက်လေးသွားပါတယ်ဒီမှာ transfer test ကိုဘယ်ဘက်ကိုချိုးခိုင်းတာကျွန်တော်တို့ဘယ်ဘက်ကိုချိုးပြီးသွားလိုက်ပါတယ်အဲ့နေရာမှာတော့ကျွန်တော်တို့နည်းနည်းလေးလဲသွားသေးရပါဗျာအဲ့ရပုတ်တင်ကိုကြည့်ပြီးဒီပုတ်တင်မှာပဲကြည့်ပြီးစီးရမှာလားပေါ့တကယ်တော့မဟုတ်ပါဘူး transfer ရောက်တဲ့ထီကိုဆက်ပြီးသွားရတာပါဒီမှာ transfer test ကိုပေါ်တက်ကိုတက်ခိုင်းတာကျွန်တော်တို့အကုန်လုံးအပေါ်တက်ကိုတက်သွားပါမယ်ဒီ transfer test ကိုတက်တဲ့ဒီအပေါ်တက်လေကားကနေတက်သွားပြီဆိုတာနဲ့ကျွန်တော်တို့အမှcheck in တခုထပ်ပြီးဝင်ရတယ်ဗျာအမှဘာမှကျွန်တော်တို့ရေဘူးတွေပါလေးယူသွားလို့မရတော့ပါဘူးအဲကျွန်တော်တို့အထက်ရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ရဲ့ link နံပါတ်ရဲ့ bio ထပ်ပြီးရှာပါတယ်ဒီမှာကျွန်တော်ရဲ့ထိုင်းရနေတစ်စင်နိုင်တာသွားမယ် link နံပါတ်ကကြတော့DG 640ပေါ့နော်အဲ့ဒါကအခုတော့ပုံမှန်မပေါ်သေးဘူးကျွန်တော် transit စီးရမယ့်ချိန်ညနေကြမှာဆိုတော့22:40လောက်မှာဆိုတော့ကျွန်တော်တို့ရောက်တဲ့ချိန်ဆောတာ哦အဲ့ဆိုတော့အမှလေးစိတ်ထဲမှာထိုင်းဆောင်နေရတာကျွန်တော်တို့ထိုင်းဆောင်ဖို့အတွက်နေရာကြီးလိုက်ရှာပါတယ်လေးစိတ်ကတော့တော်တော်လေးကျယ်တယ်ဗျစောင့်နေရနေရာလည်းတော်တော်လေးတော့များပါတယ်တနေ့ကုန်မပြင်းအောင်လို့တော့ wifi တော့သုံးလို့ရတယ်ဒါပေမဲ့ Gmail ကိုသူကတစ်နာရီတစ်ခါပြင်ပြီးဝင်ပေးရတယ် wifi တစ်နာရီပဲ free ပေးသုံးတာဆိုတော့ပြင်ပြီးတော့ reset ပြင်လုပ်ပြီးတော့သုံးလို့ရတယ်အဲကျွန်တော်တို့စောင်းရင်းနဲ့နေကင်းနေလေပိုက်စာလာနဲ့တစ်ဖွဲ့လုံးကမှုတ်စားဖို့သွားကြတာပါလေစိတ်ကြီးကကျဲကျဲကတော့အထဲမှာအကုန်ရှိရယ် shopping နေပါတယ်ကျွန်တော်တို့ကပွန်ချောင်မှာပဲဝင်ပြီးစားလိုက်ကြပါတယ်အကုန်လုံးနေမ
ုတ်စားပြီးတော့ကျွန်တော်တို့တူဝနာဘုံကြီးလေးသိတဲ့ဟိုဘက်သွားဒီဘက်သွားရှောက်သွားကြည့်ရပါတော်တော်လေးကျေပါတယ်ရောက်လို့ရှိရင်လည်းမိတ်ဆွေလည်းရှောက်လဲကြဖို့အကြံပေးပါတယ်အဲ့လိုနဲ့ညနေလာရောက်တော့ကျွန်တော်လည်းလင်းဂိတ်ကိုတစ်ချက်ထပ်ပြီးတော့စစ်ကြည့်လိုက်တော့ဂိတ်နံပါတ်ကပေါ်နေပါပြီပထမကျွန်တော်လိန်လက်မမှာတော့ဂိတ်နံပါတ်မပေါ်သေးဘူးဗျဂိတ်နံပါတ်ကဒီမှာမှပေါ်တာ DG640 S105 ကိုတွားရမှာပါကျွန်တော်တို့ထုံးနေနိုင်မဲ့အပေါ်ဆိုင်းလေးတွေကြည့်ပြီးတော့ကျွန်တော်တို့တွားပါမယ်တက်သွားရင်လည်းအပေါ်မှာသူတို့မကြလို့ဆိုင်းလေးတွေပြပေးထားပါတော့ package ကနေ package တီကိုဘယ်လိုတွားပါမယ်ဆိုတာမျိုးကျွန်တော်ဒီမှာ105ကိုတွားမှာဆိုတော့ S101 အနေမျိုး S128 ရှိတဲ့အဲ့ဘက်ကိုတွားပါမယ်သူကတော့တက်ပဲဆက်သွားခိုင်းထားပါတော့ကျွန်တော်လည်းတက်ပဲဆက်သွားလိုက်တာပေါ့အဲ့လိုလမ်းညွှန်နေသွားမှသူတို့ဟိုဘက်ကိန်းနဲ့ဒီဘက်ကိုကူပေးတဲ့ရထားလေးရှိရပြသူတို့အဲ့ရထားလေးနဲ့စီးပြီးတော့ကျွန်တော်ဟိုဘက်ကိန်းကိုသွားရပါတယ်ရထားကတော့မိုက်တယ်ဗျလူပါပဲပထမဖြစ်ဖြစ်လေးနောက်ပြီးကြတော့မှအချိန်ရချက်ချင်းမြန်သွားတာတော့ရထားစီးရတာ9မိနစ်လောက်စီးပြီးတဲ့အချိန်မှာကျွန်တော်တို့ဒီဘက်ကိန်းကိုရောက်ပါတယ်အဲ့လိုနဲ့ထွက်ပြီးတော့ S105 တိရောက်တဲ့ဘက်ကိုကျွန်တော်တို့တက်လေးလျှောက်သွားလိုက်ရင်ရပါတယ်ဒီမှာဆိုရင် S107 ညဘက်မှာဆိုရင် S106 သူကဘယ်နဲ့ညာနဲ့အဲ့လိုမျိုးရေးပေးထားတယ်ရှေ့မှာကျွန်တော်တို့ S105 ကိုရောက်ပါလိမ့်မယ်ခုဆိုရင်တော့ဒါကျွန်တော်တို့စီရမယ့် lane gate DG640 တဲ့ထွက်မဲ့ lane gate S105 ကိုရောက်ပါပြီဗျS105 မှာကျွန်တော်ရောက်တော့ဆိုရင်စောနေတော့ဘယ်လိုမှတော့မရှိသေးဘူးကျွန်တော်တို့လည်းလင်းနံပါတ်ပေါ်ချင်းတန်းလာတာဆိုတော့ဂိတ်ပေါ်ချင်းတန်းလာဆိုတော့ကြာမှဆိုတာနဲ့တန်းလာလိုက်တာဘယ်သူမှမရောက်သေးပါဘူးဗျာဒီမှာလည်းပိုတင်နံပါတ်ခေါ်ပါကျွန်တော်တို့ပိုတင်နံပါတ်လင်းတစ်ကမှာပါတယ်ပိုတင်နံပါတ်2ဆို2 3ဆို3နောက်ပိုတင်နံပါတ်2ဖြစ်တော့ပိုတင်နံပါတ်2ခေါ်ရချိန်မှာတက်သွားလိုက်တာပါဒါတော့ထိုင်းကနေပြီးတော့နိုင်တာကိုထွက်တဲ့လေလင်းစထွက်ပါပြီဒီနေရာမှာဒီချိန်လေးကကြည့်ရတဲ့ဥစ္စာတအားလာတယ်ဗျာဒီလားအခုကကင်မရာထဲမှာမလို့ဒါသာတို့မိတ်ဆွေတို့ဒီလင်းစစထွက်ကျွန်တော်လမ်းကြည့်ပါအပြင်မှာဆိုပို့ပြီးတော့မိုက်ပါတယ်မြည်အောင်ဆုံးနဲ့တကယ်ကိုလှတာပါဒါကကျွန်တော်တို့ထိုင်းရနေပြီးတော့နိုင်တာကိုစပြီးတော့ထွက်ပါပြီဒီထိုင်းရနေပြီးတော့နိုင်တာသွားလေးတွေပေါ့ကျွန်တော်တို့ညစာတွေ့ပါတယ်ဒီညစာမှာလည်းတို့ကပါစားခြင်းနဲ့မိပါတယ်သမင်းရပါသမင်းစားမလဲဘယ်လိုမျိုးလဲညာလိုမျိုးတို့မှရှိရဲ့မီနူတွေပြောပါတယ်တော့တင်းညင်ထဲမှာထည့် topping လေးတွေရယ်နောက်တစ်ခုကတင်းညင်ရယ်အသီးတွေရယ်ပမူလေးရယ်ကျွန်တော်တော့သမင်းကိုတော့သူတို့ Japanese right တာမသိဘူးကျွန်တော်မှတ်တော့မမိတော့ဗျအဲ့ဒီဥစ္စာကိုပဲမှာစားလိုက်တာပေါ့နော်ကျွန်တော်မှာစားလိုက်တဲ့သမင်းမှာဗီဒီယိုရဲ့ထဲမှာပါလိုက်လို့ပုံလေးပဲထည့်ပေးလိုက်ပါရဲ့ဗျကျွန်တော်လိန်မခုကျွေးရဲ့ညစာရေးစားပြီးတော့ကျွန်တော်တနေကုန်ပင်မနေရာနဲ့ညောင်းညာလဲတော့အိပ်ပျော်သွားနိုင်တာလေးသေးရောက်မှတော့ပြန်ပြီးနိုးရဗျနောက်ပြီးတော့နိုင်တာလေးသေးရောက်တော့ကျွန်တော် immigration ဖြတ်ဖို့စားဆိုင်နေပြင်လာဖောင်နေရိုက်ပြင်လာနဲ့ကျွန်တော်အချိန်မရရတဲ့ဗီဒီယိုဆက်ပြီးမြင်ရိုက်ဖြစ်လိုက်ဘူးဖြစ်သွားတယ်အခုလက်ရှိထိလိန်စီရနဲ့ပတ်သက်ပြီးတော့အားလုံးအဆင်ပြေကြလိမ့်မယ်နားလည်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီနေ့ကတော့ဒီထိပါပဲအားလုံးနောက်ဗီဒီယိုမှာပြန်လည်တွေ့ကြပါမယ်နောက်ဗီဒီယိုမှာကြည့်ချင်တာလေးရှိရင်လည်း comment မှာ mail ခဲ့လို့ရပါတယ်ကျွန်တော် channel လေးကိုကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်လည်း channel လေးကို like and subscribe လုပ်ပေးကြဖို့တောင်းဆိုပါတယ်ဗျအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye bye